ပဋ္ဌာန်းကိုရွတ်တဲ့ပုဂ္ဂိုလ်တွေတော်တော်များပါတယ်။ဘာရည်ရွယ်ချက်နဲ့ရွတ်တယ်ဆိုတာတော့ရွတ်တဲ့ပုဂ္ဂိုလ်တိုင်းမှာပဲသိပဲ။သို့တော်မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ရွတ်ဖို့တော့လိုအပ်တယ်ပေါ့နော်။ရွတ်တယ်ဆိုတဲ့နေရာမှာတချို့ကအန္တရာယ်ကင်းလို့ဆိုပြီးတော့ရွတ်တာရှိတယ်။စီးပွားတက်လို့ဆိုတာရွတ်တာရှိတယ်။အန္တရာယ်ကင်းကျင်လို့ဆိုတာလဲလူဆန္ဒပဲ။စီးပွားတက်ချင်တယ်ဆိုတာလဲလူဆန္ဒပဲ။လူရဲ့ဆန္ဒတွေအမျိုးမျိုးပေါ့လေ။ပဋ္ဌာန်းကျမ်းကြီးကိုပူဇော်ခြင်းလို့ရွတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်လည်းရှိကောင်းရှိနိုင်တယ်ပေါ့အထူးသဖြင့်မြန်မာပြည်မှာအထက်ကရာဆရာကြီးတွေကပြောခဲ့တယ်အဲ့ဒီစကားဟာမြန်မာလူမျိုးတွေသိနေကြတယ်ဒီနေ့တစ်ချိန်ကျတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားတော်ကြီးတွေကွယ်ပြောက်သွားလိမ့်မယ်ကွယ်ပြောက်တဲ့အခါမှာအဘိဓမ္မာတရားကစပြီးကွယ်လိမ့်မယ်အဲ့ဒီအဘိဓမ္မာ9ကျမ်းမှာလည်းပဋ္ဌာန်းကျမ်းကြီးကစကွယ်မယ်ဆိုတော့မကွဲအောင်ပဋ္ဌာန်းပွဲတွေလုပ်ပြီး20အတမစဲရွတ်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ရည်ရွယ်ချက်ကတော့အဲ့တော့ရွတ်တဲ့ပုဂ္ဂိုလ်တွေစီမံတဲ့ပုဂ္ဂိုလ်တွေရဲ့ရည်ရွယ်ချက်ကတော့ဒါပုဂ္ဂိုလ်တွေဆိုင်ရာရည်ရွယ်ချက်ပဲပြောရပေါ့သို့တော့ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ရွတ်ကြမယ်ပူဇော်ကြမယ်ဆိုရင်အမှန်တမ်းကောင်းပါတယ်တချို့ကလည်းရှိပဲပေါ့ကသဗ္ဗမြတ်စွာဘုရားလက်ထက်တုန်းကအဘိဓမ္မာတရဇယ်ပြီးလှိုင်ကူထဲမှာယဟန်တော်တွေအဘိဓမ္မာတရဇယ်နေကြတယ်အဘိဓမ္မာတရားရဲ့အတိတ်အနဲ့အလေးအနက်ကိုမသိတဲ့အတိတ်ပဲကိုနားမလဲတဲ့လင်းတို့သား900ဟာအဘိဓမ္မာတရားသံတွေကိုကြားရင်ကနေပြီးတော့စိတ်ကြည်နူးမှုရတယ်အဲ့ဒီကောင်းမှုကြောင့်ခေါရမမြတ်စွာဘုရားလက်ထက်မှာအမျိုးကောင်းသား900လာဖြစ်ပြီးတော့ရှင်သာရိပုတ္တရာထံကအဘိဓမ္မာတပည့်တွေပထမဆုံးအဘိဓမ္မာ9ကျမ်းကိုသင်ခွင့်ရတဲ့ယဟန်900လာဖြစ်လာတဲ့ဆိုတဲ့ story ကိုလည်းပဲဗမာတွေတော်တော်များများသိထားကြတယ်တချို့ကလည်းအဲ့ဒီပဋ္ဌာန်းတန်ကလေးကြားလို့ရှိရင်လင်းတို့တွေအားကြပြီးတော့ပေါ့လေလင်းတို့သားလို့ဒီလိုများဖြစ်မလားလို့အဲ့တော့အဲ့လောက်လေးတွေမလုပ်ပါနဲ့နော်လင်းတို့ဆိုတာတိရစ္ဆာန်ပဲကိုကတိရစ္ဆာန်အဆက်မှာမဟုတ်ပဲအဲ့တော့ရွတ်ထားမျိုးမဟုတ်ဘဲနဲ့အဓိပ္ပာယ်နားလည်လိုက်မယ်ဆိုရင်ပိုမကောင်းပိုကောင်းတာပေါ့အဓိပ္ပာယ်နားလည်မယ်ဆိုရင်ပိုမကောင်းဘူးလားကောင်းတယ်ဒါကြောင့်မို့လို့အဓိပ္ပာယ်နားလည်အောင်ကြိုးစားလို့မှကြည့်မယ်ဆိုလို့ရှိရင်အန္တရာယ်ကင်းမှုရွတ်ထားလို့စီးပွားတက်ဖို့ရွတ်ထားလို့ဆိုတာမဟုတ်တော့ဘူးသူကအန္တရာယ်ကင်းတယ်ဆိုတာအခြားနည်းတွေအန္တရာယ်ကင်းတာဒါပြင်ပဋ္ဌာန်းကျမ်းရွတ်လို့အန္တရာယ်ကင်းတာမရှိဘူးလို့ပြောတာမဟုတ်ဘူးပဋ္ဌာန်းကျမ်းကြီးကိုရွတ်လိုက်လို့ရှိရင်ပဋ္ဌာန်းဒေသနာတော်ကြီးကိုဘုရားလက်ထက်ကနာခဲ့ရတဲ့တက်တန်းရှိတဲ့နတ်တွေရှိတယ်ရှိတော့အဲ့ဒီနတ်တွေက